GTF ကြီးရှင်နေမှာကျူဆိုပါတယ်ဒီနေ့14ရက်6လအတွက်ကျွန်တော်ဒီပွဲကျူ3သက်ရှက်လေးတွေမလုပ်ပေးခင်ပေါ့မနက်ဖြန်ကလပ် World Cup အဖွင့်ပွဲစဉ်ဖြစ်တဲ့6နိုင်ခွဲမှာကန်သွားကြမယ် AL အသင်းနဲ့ Inter Miami အသင်းတို့ရဲ့ပွဲကျူ3သက်ရှက်လေးကိုကျွန်တော်တို့အရင်ဆုံးတင်ပြသွားခြင်းနဲ့ခင်ဗျAL ဘက်ကအရင်စပြီးတော့သုံးသပ်ပေးရမယ်ဆိုရင်တော့ Egypt Premier League တင်းဖြစ်တယ်လို့Egypt ရဲ့ဘရင်တပါးလေးဖြစ်တယ်ပေါ့နော်သူတို့ကကြတော့9နှစ်စက်တိုက်ပေါ့ဒီ2013နဲ့9နှစ်စက်တိုက်ပိုဆွဲခဲ့တဲ့အသင်းလည်းဖြစ်တယ်ခင်ဗျဒီအသင်းကကြတော့ကျွန်တော်ဒီကစားရတော့တော်တော်များများခက်တယ်တော်တော်လေးခက်ပါတယ်ကစားဒီသူတို့ Egypt ရဲ့အသင်းတွေကပဲ Egypt နိုင်ငံတွေကပဲဒီနိုင်ငံတွေကပဲကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းလည်းဖြစ်တယ်နောက်ပြီးတော့သူတို့ရဲ့ကစားကွက်ကကြ4နှစ်3နှစ်ကစားကွက်နဲ့ကစားပြီးတော့ဒီဘိုးဆွဲခဲ့တာပေါ့လက်ရှိနေရာမှာလည်းဇရာရဲ့ထိတ်ဆုံးနေရာမှာရပ်တည်နေတဲ့အသင်းလည်းဖြစ်တယ်ခင်ဗျအဲ့ဒါကြောင့်မလို့ဒီကျွန်တော်တို့အင်တာမာယာမီအသင်းအနေနဲ့အနာယူနိုင်ပါမလားပေါ့ဒါလေးတစ်ချက်တော့ကျွန်တော်တို့သုံးသပ်ရမယ်ခင်ဗျအင်တာမာယာမီအသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်တော့လေအေရှန်အသင်းဖြစ်တဲ့အေရှန်ပရိသတ်တို့ရဲ့အားပေးမှုကိုလည်းရရှိတယ်အိမ်ဝင်းမှာအဲ့ခံကစားမယ်တို့ကြောင့်မို့အင်တာမာယာမီအသင်းတို့ဘက်ကကျတော့အနေငယ်ပူတာရန်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအင်တာမာယာမီအသင်းမှာကြီးလိုက်မယ်ဆိုရင်တော့ကစားသမားကောင်းတွေအများစွာရှိရဲ့စိတ်ကြီးမစီတို့ဘာလို့ကစားသမားကောင်းတွေအများကြီးရှိရဲ့ဒါပေမဲ့ဒီကစားသမားတွေကကျတော့အသက်ကြီးပိုင်းတွေများနေပြီခင်ဗျအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီမိနစ်90အပြည့်ကစားနိုင်ဖို့ကတော့မဖြစ်နိုင်တော့လို့ဖြစ်သွားပြီအင်ရှင်ဖြစ်တော်လေဒီအင်တာမာယာမီအသင်းအနေနဲ့ကတော့ AAF လေလို့လူငယ်ကစားသမားတွေနဲ့ဖွဲ့စည်းပြီးကစားရခက်တဲ့အသင်းကိုဂိုးပြတ်နိုင်ပါမလားဒါမှမဟုတ်ရှင်နိုင်ရောနိုင်ပါမလားဆိုကျွန်တော်သုံးသပ်ဖို့နဲ့တခုတော့ရှိတယ်ခင်ဗျဒါပေမဲ့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ဒီအုပ်စုထဲမှာဆိုရင်လည်းအုပ်စု A ထဲမှာပါဝင်နေတဲ့Egypt Premier League AF လေအသင်းနဲ့ဒီပထမဆုံးပွဲစဉ်ပေါ့နော် AF လေအသင်းနဲ့ Inter Miami အသင်းတို့ကပထမဆုံးပြန်တွေ့ပါခင်ဗျဒီအုပ်စု A ကလည်းလုံးဝထူးထူးခြားခြားပဲတိုက်ကြီး၄တိုက်ကိုပူစားပြီးတော့၄သင်းလာကန်ရမယ်2သင်းတက်2သင်းထွက်အဲ့လိုပုံစံမျိုးနဲ့ကန်ရမယ်ခင်ဗျ AF လေအသင်းနဲ့ Inter Miami အသင်းတို့ဆိုရင်ဒီပထမဆုံးသူတို့ရဲ့ group stage ပွဲစဉ်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ကမ္ဘာကလပ် World Cup ရဲ့ပထမဆုံးပွဲစဉ်အဖွင့်ပွဲစဉ်နဲ့သူတို့စကန်ရမယ်အဲ့အတွက်ကြောင့်မလို့သူတို့ဒီအမားခံလို့မရဘူးပေါ့နော်နှစ်ဖက်အသင်းနှစ်သင်းလုံးကတော့အမားခံလို့မရဘူးအမားခံလို့မရပါပဲဂိုးနေသွားမလားဆိုတော့လေဂိုးနေပြီးတော့respect ထားပြီးတော့ကန်ရမယ်အသင်းနှစ်သင်းလည်းမဟုတ်ဘူးခင်ဗျဒါပေမဲ့ AF လေအသင်းကကျတော့ဒီ32သင်းထဲမှာဒီကမ္ဘာကလပ် World Cup ကိုလာပြိုင်နေဒီ32သင်းထဲမှာဒီအဆင့်22မှာရှိနေပေါ့နော်ဒါရေပန်းစားဆုံးအဆင့်22မှာရှိနေတယ်ဒီအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအင်တာမာယာမီအသင်းအနေနဲ့ရတယ်တတိထားပြီးတော့ကန်ရမယ်နှစ်သင်းလုံးကတော့ respect ထားပြီးကန်စရာမလိုတဲ့အတွက်ကြောင့်မလို့ဒီကဂိုးပို့ဖို့နဲ့အတွက်များတယ်ပေါ့နော်ဒီအသင်းကပထမဆုံးအဖို့ပွဲစဉ်နှစ်သင်းလုံးဖြစ်တဲ့အတွက်ကြောင့်မလို့အနိုင်ရဖို့နိုင်အနိုင်ရလည်းရနေမှာဒီနောက်တဲ့ FC Porto နဲ့ပါမီရဲ့အသင်းတို့လိုအသင်းတွေကိုသူတို့ရှင်းပြပြီးတော့အာရှိခွန်ရှိကစားနိုင်ပါလေဖြစ်တယ်ခင်ဗျဒီအသင်းတွေထဲမှာဒီ၄သင်းမှာဆိုရင်တော့ပါမီရဲ့အသင်းကတော့ရေပန်းအစားဆုံးမအုပ်စုပုံနဲ့တက်ဖို့နဲ့များပြီးတော့ FC Porto ကတော့ဒုတိယနေရာမှာအုပ်စုဒုတိယနဲ့တက်မယ်လို့ခန့်မှန်းထားတယ်ခင်ဗျဒီအင်တာမာယာမီအသင်းကတော့အုပ်စုတတိယနဲ့နေခဲ့ရမယ်ဒီ AF လေအသင်းကတော့အုပ်စုနောက်ဆုံးနဲ့ဖြစ်မယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဒီ AF လေအသင်းနဲ့အင်တာမာယာမီအသင်းတို့ကကြတော့ဒီသူတို့သုံးသက်ထားသလိုမျိုးပဲပြန်ပြီးတော့ဖြောင်းပြန်လှန်နိုင်မလားဆိုတော့ဒီနေ့ပွဲစဉ်မှာပြန်ပြီးတော့ကြည့်ရမယ်ခင်ဗျသူတို့ရဲ့ကိုယ်ပိုင်ကစားဟန်အနေနဲ့ကိုယ်ပိုင်အသင်းအနေနဲ့ကိုယ်ပိုင်ကစားဟန်ကိုယ်ပိုင်လိကူးမှာဆိုရင်သူတို့ရဲ့နေရာတိုင်းမှာသူတို့ရဲ့ချန်ပီယံဘရင်တွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘယ်လိုပြောပြရမလဲပေါ့နော်ဒီကျွန်တော်တို့စိတ်ကြီးမစီအသင်းနိုင်ရနိုင်ပါမလားနိုင်ရနိုင်ပါမလားသုံးသပ်မယ်ဒါပေမဲ့တစ်ဖက်မှာလည်းစိတ်ကြီးမစီတို့ကကြတော့ကစားသမားကောင်းတွေလည်းရှိတယ်အဲ့ဒါကြောင့်အိမ်ရှင်ပရိသတ်ရဲ့အားပေးမှုလည်းရှိရတဲ့အတွက်ကြောင့်မလို့သူတို့နိုင်ကောင်းလည်းနိုင်သွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲကိုကျွန်တော် body မပေးချင်ဘူးခင်ဗျဂိုးပေါင်းကြီးလေးပေးချင်တယ်level 80 3လုံး50ရှုံးတဲ့ကြီးမှဆိုရင်တော့ကျွန်တော်တော့ဂိုးပေါ်လေးပဲကြိုက်တယ်ခင်ဗျအနည်းဆုံးဒီအင်တာမာယာမီတင်းနိုင်မယ်ဆိုရင်တော့3-2ပေါ့နော်3-2လောက်နဲ့တော့နိုင်သွားမယ်AL လေတင်းနိုင်မယ်ဆိုရင်ကျွန်တော်ထင်တော့3-2-2-1အဲ့လောက်နဲ့နိုင်သွားမယ်ခင်ဗျအဲ့လိုပဲထင်တယ်အနည်းဆုံး3ပွဲတော့ကျော်မယ်
အင်တာမိုင်ယာမီအသင်းလည်း3-2နဲ့နိုင်မယ်AF လေအသင်းကလည်းနိုင်ခဲ့မယ်ဆိုရင်တော့3-2-2-1နဲ့နိုင်သွားမယ်တကယ်လို့အသေးကြခဲ့ရင်တော့2-2ပေါ့1-1တော့မဖြစ်နိုင်ဘူးဒီအသင်းနဲ့အသင်းလုံးကလည်းအင်တာမိုင်ယာမီအသင်းရဲ့ကစားကွက်ကလည်း4-4နဲ့ကစားကွက်နဲ့ကစားတယ် AF လေအသင်းကလည်း4-3ကစားကွက်နဲ့ကစားတယ်ခင်ဗျအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒီအသင်းအနေနဲ့တော့လုံးဝအဖွင့်ပွဲစဉ်လည်းဖြစ်တဲ့အတွက်ကြောင့်မို့ပိတ်ပြီးတော့ကစားမဲ့အသင်းတွေမဟုတ်ဘူးအဲ့ဒါကြောင့်မို့သူတို့ဖွင့်ပြီးပဲကစားကြမှာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမိနစ်60အတွင်းမှာတော့3-2-2-1အဲ့လောက်ကတော့မျှော်လင့်လို့ရတယ်ခင်ဗျကျွန်တော်တို့ဒီနေ့ပွဲစဉ်ရုံသက်ချက်လေးကတော့အဲ့လောက်ပါပဲဒီကျွန်တော်ဂိုးပေါ်ပေါ့နော် AF လေအသင်းနဲ့အင်တာမိုင်ယာမီအသင်းဂိုးပေါ်တစ်ချောင်းနဲ့ကိုကျွန်တော်ရေးရှင်းချင်ပါတယ်